data တွေကောက်ယူတဲ့အခါမှာဆိုလို့ရှိရင် quality data တွေရရှိဖို့ရန်အတွက်ကအရေးကြီးတယ် consistent မဖြစ်တဲ့ data တွေအမှားတွေအများကြီးနဲ့ data တွေအတွက်စိတ်ညစ်နေလားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Kobo Toolbox မှာပါတဲ့ validation rule လေးကိုအသုံးပြုပြီးတော့မှ data တွေကောက်လို့ရတယ်ပေါ့နော် validation rule ကို Kobo Toolbox မှာဆိုလို့ရှိရင် constraint နေနဲ့လည်းတည်ကြတယ်ပေါ့နော်အဲ့ဒါကဘယ်လိုလုပ်လဲဆိုလို့ရှိရင်သတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေနဲ့ condition တွေနဲ့မကိုက်ညီတဲ့ data တွေဖြည့်သွင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင် data ကောက်ယူသူစီကိုချက်ချင်းပေါ့နော် error message တွေပြပြီးတော့မှမှန်ကန်တဲ့ data ရိုက်သွင်းဖို့ရန်အတွက် information တွေပေးနေမှာဖြစ်တယ်အဲ့လိုလုပ်လိုက်ခြင်းအဖြစ်ကျွန်တော်တို့ဒီ submit လုပ်လိုက်တဲ့ data တွေဟာဆိုလို့ရှိရင်အမှားတွေနေမယ်ပေါ့နော်အမှားတွေနေခြင်းအဖြစ်ကျွန်တော်တို့ကဒီ data တွေကို screening လုပ်ရမယ့်အခြေအနေကိုကျွန်တော်တို့ short ချနိုင်တယ်အဲ့ဒီတော့ကျွန်တော်တို့ analysis လုပ်တဲ့နေရာတွေမှာတခြား file တွေကိုရှာဖွေဖော်ထုတ်တဲ့နေရာတွေမှာဆိုလို့ရှိရင်အချိန်ကိုပို့ပြီးတော့မှသုံးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ The Web Insights ကနေပြီးတော့မှ Kobo Tools ပေါင်းမှာပါဝင်တဲ့ validation rule အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့လက်တွေ့ကြည့်လိုက်ကြမယ်ဒီမှာဆိုလို့ရှိရင် respondent name ဆိုတာရှိတယ် respondent ရဲ့ age ဆိုတာရှိတယ်ပေါ့နော်အဲ့ age တွေကဆိုရင်ကျွန်တော်တို့ကောက်ချင်တဲ့ data ကအသက်16နှစ်ကနေမှ69နှစ်အတွင်းပဲကျွန်တော်တို့က data ကိုကောက်ချင်တယ်ပေါ့နော်ကျန်တဲ့သူတွေဆိုလို့ရှိရင်ကလေးတွေဆိုလို့ရှိရင်မကောက်ချင်ဘူးဆိုတော့ဟာမျိုးရှိတယ်ဆိုရင်ကျွန်တော်ဒီဟာလေးကို validation rule သတ်မှတ်လို့ရတယ် validation rule သတ်မှတ်ဖို့ရန်အတွက်ဆိုရင်ဒီမှာ respondent age ရဲ့ question ရဲ့နောက်မှာဒီမှာ setting လေးရှိတယ် setting ကနေမှ validation criteria ကိုသွားမယ်ဒီမှာဆိုလို့ရှိရင်လည်း skip logic တော့ငါလိုပဲအဲ့ဒီ condition ဆိုတာရှိတယ် manually enter ဆိုတဲ့ဟာရှိတယ်ကျွန်တော်တို့ပထမတစ်ခုအဲ့ဒီ condition နဲ့စမ်းကြည့်ကြမယ်ပေါ့နော်အဲ့ဒီ condition မှာဆိုရင်သူ့ရဲ့အသက်က greater than equal ကျွန်တော်တို့က18ပေါ့နော်18နဲ့အထက်ရေနောက်တစ်ခုကကြလို့ရှိရင်အသက်ကဆိုလို့ရှိရင်နောက်ထပ် option တစ်ခုက69နှစ်ရဲ့အောက်ပေါ့နော်ဟုတ်ပြီ less than equal 99ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသက်ကဆိုလို့ရှိရင်18နှစ်နဲ့18နှစ်အထက်ပဲဖြည့်လို့ရမယ်เนาะ69နဲ့ပေါ့နော်69ရဲ့အောက်ကိုပဲဖြည့်လို့ရမယ်ပေါ့နော်တခြား100တို့ပါလို့ဆိုရင်ဖြည့်လို့မရအောင်ကျွန်တော်တို့သတ်မှတ်မှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင် of the condition must be met ဆိုတဲ့ဟာလေးရွေးပြရမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုနှစ်ခုစလုံးဒီ option နှစ်ခုစလုံးကညီမှာလာရင်ကျွန်တော်တို့ဒီထဲမှာဖြည့်ခွင့်ရမယ်ပေါ့နော်ဟုတ်ပြီကျွန်တော် preview လေးကြည့်ကြမယ်ဟုတ်ပြီဒီမှာဆိုကျွန်တော်73ရကြည့်လိုက်မယ်မရဘူး15ရကြည့်လိုက်မယ်မရဘူးကျွန်တော်တို့ဒီမှာ18ရကြည့်လိုက်မယ်ရတယ်ဒီမှာ69ရကြည့်မယ်ရတယ်100ရကြည့်မယ်မရဘူးပေါ့နော်ကျွန်တော်ဒါမျိုးလေးသတ်မှတ်လို့ရတယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင် error message မှာဆိုလို့ရှိရင်ဘာမှပြောမထားသေးဘူးပေါ့နော်ဆိုတော့ error message လေးကိုကျွန်တော်တို့ပြောချင်တဲ့ဆိုရင်ကျွန်တော်ဥပမာဆိုပါစို့ age ကဆိုလို့ရှိရင်18နှစ်နဲ့69နှစ်ကြားမှာပဲရှိရမယ်ဆိုတော့ကျွန်တော် error message လေးကိုပေးလိုက်လို့ရအဲဆိုကျွန်တော်တို့ဒီမှာ preview ကြည့်လို့မှားရလာပြီဆိုတာနဲ့ဒီမှာဆိုလို့ရှိရင် age ကဆိုလို့ရှိရင်18နှစ်နဲ့69နှစ်ကြားမှာရှိရမယ်ဆိုတဲ့စာသားလေးကပြောနေမှာဖြစ်တယ်ဟုတ်ပြီတကယ်လို့ကိုကတမျိုးတည်းပဲသတ်မှတ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ condition တစ်ခုနဲ့ခေါ်လို့ရတယ်ပေါ့နော်မှာ18နှစ်နဲ့18နှစ်ထပ်ပဲကျွန်တော်ခေါ်ခြင်းနဲ့ဆိုဒီလူတွေကိုဖြတ်လိုက်မယ်ဟုတ်ပြီဒီတစ်ခုပဲထားကြည့်ပြီးတော့မှကျွန်တော်တို့ preview ကြည့်ကြမယ် okay ဒီမှာဆိုရင်14ရိုက်တယ်မရဘူး18ရိုက်တယ်ရတယ်ဒီမှာဆိုရင်188ရိုက်ရတယ်ဟုတ်ပြီဒီကကြလို့ရှိရင် rule တစ်ခုတည်းမှာပေါ့နော်ဟုတ်ပြီဒီတစ်ခါကြလို့ရှိရင်ကျွန်တော်ရေးချင်တဲ့ condition က18နှစ်အောင်လဲ18နှစ်နဲ့18နှစ်အထက်ဖြစ်ရမယ်69နဲ့69နှစ်ရဲ့အောက်မယ်ဖြစ်ရမယ်ပေါ့နော်ဟုတ်ပြီဒီနှစ်ခုပြင်အဲ့ဒါပြီးလို့ရှိရင်သူ့ရဲ့အသက်ကိုဒါမတည်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က999ဆိုပြီးတော့မှရိုက်ထည့်မယ်ပေါ့နော်ဟုတ်ပြီ999ဆိုရိုက်ထည့်ဖို့ရန်အတွက်ဆိုရင်ဒီမှာ equal 999ဟုတ်ပြီဒီမှာဆိုလို့ရှိရင် condition ကရွေးချယ်တဲ့နှစ်ခုပဲရှိတယ်အကုန်လုံး match ဖြစ်ရမယ်ဆိုတဲ့ဟာမျိုးရှိတယ်နောက်တစ်ခုက at least one ပေါ့နော်တစ်ခုမဟုတ်တစ်ခုမိဖြစ်တယ်ဆိုလို့ရှိရင်ရတယ်ဆိုတော့ကျွန်တော်ဒီဟာလေးကိုမှမရွေးပဲနဲ့ပေါ့နော်ကျွန်တော်ထားကြည့်လိုက်မယ် preview ကြည့်ကြမယ်
ဒီမှာဆိုရင်19ရိုက်တယ်မရအောင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူက999နဲ့ညီရမယ်ဆိုတဲ့ဟာမျိုးရေးတယ်ဒီမှာ999ရိုက်ထည့်မယ်ဆိုလို့ရှိရင်လည်းမရဘူးနောက်တစ်ခုကကြာလို့ရှိရင် less than equal 99ဆိုတာရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီ3ခုကိုကြာဒီလိုမျိုးရေးလို့မရ condition တစ်ခုခုကိုရေးရမယ်ဆိုလို့ရှိရင်ကြာလို့ရှိရင်လည်းကျွန်တော်တို့ဖမ်းနေတဲ့ဟာမပေါ်တော့ဘူးဟုတ်ပြီဒီမှာ999ရတယ်12လည်းရိုက်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့69နဲ့69အောက်ဖြစ်တဲ့အတွက်ဟုတ်ပြီဒီမှာ100လည်းရိုက်လို့ရတယ်ဘာဖြစ်လို့လဲဆိုရင်16နှစ်နဲ့16နှစ်အထက်ဖြစ်နေလို့ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလေးရေးခြင်းနဲ့ဆိုရင်ဒီရဲ့သူ့ရဲ့အဲ့ဒီ condition ဆိုတဲ့ဟာကနေမှရေးလို့မရတော့အဲ့ဒါလေးကိုကျွန်တော်ဘယ်လို manually ရေးကြည့်ကြမလဲဆိုရင်ဒါလေးဖြတ်လိုက်မယ်ဒီမှာဆိုရင် manually enter ကိုတောင်းမယ်ဟုတ်ပြီဒီမှာ respondent age ဆိုတဲ့အားလေးကသူ့ရဲ့ name လေးက age ဆိုပြီးတော့မှနာမည်ပေးထားတယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင် age ဆိုတဲ့ဟာလေးကိုခေါ်သုံးလဲရတယ်ဒါမှမဟုတ် dot လေးနဲ့ရေးလို့လည်းရတယ်ပေါ့နော်ဒီမှာ dot greater than equal အဖြစ်ရမှာလဲဆိုရင်18နဲ့ dot less than equal 69ဟုတ်ပြီဒါက option တစ်ခုပေါ့နော်ကျွန်တော်ဒီနှစ်ခုကကိုင်းညီရမယ်အဲ့လိုမှမဟုတ်ဘူးသူ့ရဲ့အသက်ကိုမသိဘူးဆိုရင်ကျွန်တော်999ဖြည့်စေချင်တယ်ဆိုရင်ဒါဆိုလို့ရှိရင် equal 999ဟုတ်ပြီဒါမျိုးလေးရေးလိုက်မယ်အော်999ဟုတ်ပြီဒါလေးကျွန်တော် save လုပ်တော့မှ preview ကနေကြည့်လိုက်မယ်ဟုတ်ပြီဒီမှာ18ရိုက်လို့ရတယ်12ရိုက်လို့မရတော့ဘူးဒီမှာ69ထိရိုက်လို့ရတယ်တရားဆိုရင်ရိုက်လို့မရတော့ဟုတ်ပြီအဲဆိုရင်နောက်တော့999ကျွန်တော်မသိလို့ဆိုရိုက်တယ်ဒီလိုမျိုးကျွန်တော်တို့ရေးလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ test ရဲ့ character တွေကိုပေါ့နော် character အရှည်တွေကိုလည်းကျွန်တော်သတ်မှတ်လို့ရတယ်ဥပမာဆိုပါစို့ respondent name ကိုကျွန်တော်တို့ကသူဒီ10လုံးနဲ့10လုံးရဲ့အောက်ပေါ့နော်ဒါမှမဟုတ်ရှင်လဲ9လုံးနဲ့9လုံးရဲ့အောက်ကိုပဲကျွန်တော်တို့ကရေးသိချင်တယ်ဆိုပါစို့ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ဒီ test တွေကိုဘယ်လိုမျိုးသတ်မှတ်လို့ရလဲဆို setting ကနေသွားမယ် relation rule ကနေသွားမယ်ဒီမှာဆိုရင်အဲ့ဒီ condition ကိုသွားတယ်ဆိုလို့ရှိရင်ကြတော့သူက respondent equal or not equal ဆိုတဲ့ဟာလေးပဲပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရေးချင်တာ test plan ကိုရေးချင်တာဖြစ်တဲ့အတွက်ဒါမှဒီမှာရေးလို့မရဒီမှာရေးလို့မရတဲ့အတွက်ကျွန်တော်တို့ manually enter ကိုသွားမယ်။ဘာရေးမှလဲဆိုလို့ရှိရင်သူက test ဆိုလို့ရှိရင် string ပေါ့နော် string တဲ့ length ဆိုတာလေးရှိတယ်ဟုတ်ပြီဒီမှာ drop က less than equal 5ပေါ့နော်စလုံးရင်၅လုံးထက်နေရမယ်ပေါ့နော်ဟုတ်ပြီ test length ကဆိုရင် SV less than 5ဟုတ်ပြီဒါမျိုးလေးကျွန်တော်တို့သူရဲ့ error message လေးကိုကျွန်တော်ဒီလိုရေးလိုက်မယ်ရေးလိုက်ပြီးလို့ရှိရင် save လုပ်ပြီးတော့မှ preview ကြည့်ကြမယ်ဟုတ်ပြီဒီမှာ A B C D E ဘာလုံးရထည့်လိုက်တယ်အဆင်ပြေတယ်ဒီမှာဆိုရင် F ဆိုတော့မှထည့်လိုက်တယ်မပြေတော့ဘူး test length ကဆိုလို့ရှိရင်၅လုံးနဲ့၅လုံးရဲ့အောက်ပဲဖြစ်ရမယ်ဒါမျိုးကျွန်တော်တို့ test ရဲ့အရှေ့ကိုကန်တက်ချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးကန်တက်လို့ရတယ်ဟုတ်ပြီဒီညမှာဆိုရင်ကျွန်တော်တို့ကဒီ draw လေးဆိုတာကကြတော့ဒီမေခွန်းအတွက်ဆိုလို့ရှိရင်ကိုစားပြတာဖြစ်တယ်ကျွန်တော်အဲ့ draw လေးကိုသူ့ရဲ့ data column လေးနေနဲ့ကျွန်တော်တို့တခါလဲရေးချင်တယ်ရေးလို့ရတယ်ဒီမှာဆိုရင် respondent name ဆိုပြီးတော့မှသူကပေးထားဖြစ်တဲ့အတွက်ဒီမှာဆိုရင်$sign တွန်ခွင်းချမ်းမှာဒီလိုမျိုးလေးရေးလိုက်လဲရတယ်ပေါ့နော်ဟုတ်ပြီဒါလေးကို save လုပ်ပြီးတော့မှကျွန်တော်တို့ preview ပြန်ကြည့်ကြမယ်ဒီမှာဆိုရင် DWERT ဟုတ်ပြီ၅လုံးရတယ်ဒီမှာဆိုရင်6လုံးဆိုလို့ရှိရင်မရတော့ဘူးပေါ့နော်သူရဲ့နှလုံးဆိုလို့ရှိရင်လည်းရတယ်သူဒီ၅လုံးနဲ့၅လုံးရဲ့အောက်မှာပဲရိုက်ထည့်ခွင့်ရှိမယ်ပေါ့နော်ဒါမျိုးလေးကျွန်တော်တို့ test ကိုလည်းကန်တက်လို့ရတယ်ဟုတ်ပြီနောက်တစ်ခုကကြာလို့ရှိရင်ကျွန်တော်တို့ mandatory response ကလည်းတကယ်တော့ကျွန်တော် variation rule အနေနဲ့တစ်ခုအနေနဲ့သတ်မှတ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် gender ဆိုတာရှိတယ် gender မှာမေးဖီးမေးပေါ့နော်ဒီမေးခွန်းကိုဖြေရမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့သတ်မှတ်တာကလည်း validation rule တစ်ခုအနေနဲ့ယူဆလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလုပ်ဖို့ရန်အတွက်ဆိုရင် setting ကိုသွားမယ်ဒီမှာဆိုရင် question option ထဲမှာ
mandatory response ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီဟာလေးကကျွန်တော်တို့ no ဖြစ်နေတာလေးကိုကျွန်တော် yes လို့ပြောင်းလိုက်ခြင်းအပြင်ဒီမေးခွန်းကိုမဖြေဘဲနဲ့ကြော်ထားလို့မရဘူးပေါ့နော်ဒါမျိုးလဲသတ်မှတ်လို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကကြလို့ရှိရင် total male ရဲ့ total female ရဲ့ total household size ပေါ့နော် total family member ဆိုပြီးတော့မှရှိတယ်ဒီမှာကြားရမရဲ့ပေါင်းညာဆိုလို့ရှိရင် total household size နဲ့ညီရမယ်လို့ကျွန်တော်တို့က validation rule လေးရေးချင်တာပေါ့နော်ဒီမှာကြား2ယောက်မှ2ယောက်ဆိုလို့ရှိရင် household size က4ဖြစ်ရမယ်ပေါ့နော်ကျန်တဲ့ကဏ္ဍဖြစ်နေတယ်ဆိုလို့ရှိရင်သူလက်မခံဘူးပေါ့နော်ဒါမျိုးလေးရေးကြည့်ကြမယ်ဆိုတော့ဒါမျိုးလေးရေးကြည့်ကြမယ်ဆိုရင် setting ကိုသွားမယ် variation criteria ကိုသွားမယ်ဒီမှာဆိုရင် array condition နဲ့အရင်ဆုံးသွားရေးကြည့်လိုက်မယ်ဟုတ်ပြီဒီဟာဆိုလို့ရှိရင် equal ပေါ့နော်ဟာနဲ့ညီရမှာလဲဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့ male ရဲ့ female လေးနဲ့ပေါင်းခြင်းနဲ့ညီရမယ်ဆိုတော့ male ရဲ့ female လေးရဲ့ data column name ရဆိုလို့ရှိရင် male လို့ပေးထားတယ် female လို့ပေးထားတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒါလေးကိုအပေါင်းလေးနဲ့ရေးကြည့်မယ်ဒေါ်လာ male အပေါင်းဒေါ်လာဆိုင် female ဟုတ်ပြီဆိုတော့ဒါမျိုးလေးရေးလိုက်အဲဆိုလို့ရှိရင် male နဲ့ female နဲ့ပေါင်းခြင်းနဲ့ညီရမယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင် error message မှာဆိုလို့ရှိရင် female ဟုတ်ပြီဒါမျိုးလေးကျွန်တော် error message ရေးလိုက်မယ်အဲလေးကိုကျွန်တော် preview ကြည့်ကြမယ်ဒီမှာဆိုရင်လည်းကျွန်တော် male female ဆိုတဲ့အားလေးကိုဒီမှာရွေးဖို့ရမယ်ဆိုတဲ့ star လေးပါတယ်ပေါ့နော်ဟုတ်ပြီဒီမှာ total male မှာဆိုရင်ကျွန်တော်3လို့ဖြည့်လိုက်မယ် total female မှာဆိုရင်4လို့ဖြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်7လို့ရလိုက်မယ်ဒါဆိုလို့ရှိရင်မှန်ကန်တဲ့အတွက်ဒီဘာမှစီမပြဟုတ်ပြီကျွန်တော်ဒါလေးကိုနှိပ်လို့ရကြည့်လိုက်โอเคဒီမှာလုံးနေရဆိုတော့ကျွန်တော်ဒီမှာသွားကြည့်ကြမယ်မေးရ female ရပေါင်းတာကိုဒီမှာမရေးတော့ဘဲနဲ့ဒီမှာရေးထားအတွက်အလုံးမလုံးဖြစ်နေတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ manually enter မှာသွားချက်ရေးလိုက်မယ်6က equal ဟုတ်ပြီဒီမှာ2ရေးတယ်3ရေးတယ်ဒီမှာ5ရေးတယ်ရတယ်ဒီမှာ3ရေးကြည့်လိုက်တယ်ဒီမှာဆိုလို့ရှိရင်မရဘူးပေါ့နော်ဆိုတော့ဒီနှစ်ခုပေါင်းညာဆိုလို့ရှိရင် household size နဲ့ညီရမယ်ဆိုတဲ့ဟာလေးရေးထားဖြစ်တဲ့အတွက်ဒီလိုနှစ်ခုပေါင်းခြင်းနဲ့ညီမှာလာရင်သူဒီလက်ခံမှာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကဆိုလို့ရှိရင် how many children are in the household ပေါ့နော်ဒီ household မှာဆိုကလေးဘယ်နှစ်ယောက်ရှိလဲဒီကလေးရေအတွက်ဆိုလို့ရှိရင် total household size ထက်မကြီးရဘူးပေါ့နော်ဥပမာ total household size က4ယောက်ရှိရဆိုရင်ဒီအိမ်မှာရှိတဲ့ကလေးရေအတွက်ကဆိုရင်တော့4ယောက်အထက်တော့ဖြစ်လို့မရဘူးပေါ့နော်ဆိုတော့အဲ့လို criteria လေးကျွန်တော်တို့ရေးကြည့်မယ်ဆိုရင် setting သွားမယ် gradation သွားမယ်ဟုတ်ပြီဒီမှာ array condition နဲ့ပဲကျွန်တော်ထပ်ရေးကြည့်မယ်ပေါ့နော်ဒီမှာဆိုရင် less than so size ကဆိုရင် less than equal ပေါ့နော်ဘာနဲ့လဲဆိုရင်ဒါလားဆိုရင် household size ဆိုပြီးတော့မှပေးထားတာရှိတယ်ဟုတ်ပြီအဲ့ဒါ message လေးရဆိုလို့ရှိရင် children ကနော်ပြီ more than household member ဆိုတော့မှဒီမှာ constraint message လေးကျွန်တော်ပေးလိုက်မယ် preview ကြည့်မယ်ဟုတ်ပြီဒီမှာနဲ့လေးစင်ပြေတယ်ဒီမှာဆိုရင်5ဆိုတော့ရိုက်ရှိလိုက်မယ်5ဆိုပြီးတော့လည်းလုံးနေသေးတယ်ဒီမှာဆိုရင်1ဆိုတော့ရိုက်ထည့်တယ်ခွန်ဆိုတော့ရိုက်ထည့်တယ်လုံးနေတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်အဲ့ဒီ condition နဲ့ရေးခဲ့တာမို့ဆိုတော့အဲ့ဒီ condition နဲ့မရေးတော့ဘဲကျွန်တော် manually enter သားရေးကြည့်မယ်ဟုတ်ပြီဒီဟာကဆိုလို့ရှိရင် less than equal household size ဆိုတဲ့ question လေးကိုလှမ်းခေါ်မှာပေါ့နော်ဒီ view လေးပြန်ကြည့်ကြမယ်ဖို့ဒီမှာ file တော့ရကြည့်လိုက်ဒီမှာဆိုလို့ရှိရင်ရိုက်လို့မရတော့ဘူးပေါ့နော်ကျွန်တော်တို့စုစုပေါင်း household member တက်တူအများနေလို့ဒီမှာတူတယ်ဆိုလို့ရှိရင်လည်းလက်ခံတယ်နဲတယ်ဆိုလို့ရှိရင်လည်းလက်ခံတယ်0ဆိုလည်းလက်ခံတယ်ဒီမှာဆိုသူ့ထက်များတယ်ဆိုလို့ရှိရင်တော့လက်မခံဘူးပေါ့နော်ဟုတ်ပြီဒါမျိုးလေးလည်းကျွန်တော်တို့တခြားမိကုန်းကိုလှမ်းပြီးတော့မှ reference လုပ်ပြီးတော့မှရေးလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုဆိုလို့ရှိရင် data interview ပေါ့နော် date တွေကိုဘယ်လို validation လုပ်လို့ရမလဲဆိုတာကြည့်ကြမယ် data interview ဆိုလို့ရှိရင်ဒီနေ့နဲ့ဒီနေ့ထက်
ငယ်တဲ့ date တွေပဲဖြစ်ရမယ်ပေါ့နော်ဒီနေ့ interview တာကိုမနှက်ဖြန် date ဖြစ်လို့မရဘူးသူရမနှက်ဖြန်ရနောက်ရ date ဖြစ်လို့မရဘူးဒါလေးကို validation rule သတ်မှတ်ကြမယ် setting ကိုသွားမယ် validation criteria ကိုသွားမယ်ဟုတ်ပြီဒီမှာဆိုရင် manually enter ဝယ်တစ်ခါလေးသွားလိုက်တော့မယ်ဒီ question ကိုရည်ညွှန်းမှာဖြစ်တဲ့အတွက် draw ဟာဆိုလို့ရှိရင် less than equal ကျွန်တော်တို့ today ဆိုတာဒီနေ့ပေါ့နော်ဒီနေ့ဆိုတော့ today function လေးကိုရေးလိုက်မယ်ဒါပြီးရင်ကျွန်တော် save လုပ်တော့မှ preview လုပ်ကြည့်ကြမယ်ဟုတ်ပြီဒီမှာ day of interview 9ရက်နေ့ယူတယ်ရတယ်ဒီမှာ6ရက်နေ့ယူတယ်မရတော့ဘူး1ရက်နေ့ယူတယ်ရတယ်ဆိုလို့ရှိရင်ကျွန်တော် day of interview ဆိုရင်ဒီနေ့နဲ့ဒီနေ့ထက်နေတဲ့ငယ်တဲ့ date တွေကိုပဲရွေးလို့ရတယ်ပေါ့နော်ကျွန်တော် constraint message လေးရေးချင်တယ်ဆိုလို့ရှိရင်လည်းရေးလို့ရတယ်ပေါ့နော် constraint message လေးကိုဒီမှာပေါ့နော် they cannot be in the future ဆိုတဲ့ constraint message လေးရေးလိုက်တယ်ဟုတ်ပြီနောက်တစ်ခုဆိုလို့ရှိရင် adaptive start date ပေါ့နော် adaptive start date ဆိုတဲ့ဟာလေးကျွန်တော်ရှိတယ်နှိုင်းရှင်းနေတာ adaptive start date နဲ့ adaptive end date ကိုနှိုင်းရှင်းနေတာ adaptive end date ဟာဆိုလို့ရှိရင် start date တဲ့ငယ်လို့တော့မရဘူးဆိုတဲ့ဟာမျိုးလေးကျွန်တော်တို့ရေးရမယ်ပေါ့နော်ဆိုတော့ start date ကတော့ဒီတိုင်းထားမယ် end date ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဘယ်လိုရေးမလဲဆိုရင် validation criteria manually enter မှာသွားမယ်ဒီမှာ start date ဆိုရင်ဗာလေးပေးထားလဲဆိုရင် data column name လေးက start date ပဲဖြစ်တယ်ဟုတ်ပြီကျွန်တော်ဒီ question ပဲဖြစ်တဲ့အတွက် draw လေးနဲ့ရည်ညွှန်းလို့ရတယ် draw ကဆိုလို့ရှိရင် greater than equal ပေါ့နော်ဗာလဲဆိုလို့ရှိရင် start date ထက်ကြီးဒါမှမဟုတ်လို့ရှိရင်ညီလို့ရတယ်ပေါ့နော်ဟုတ်ပြီ error message လေးကိုတစ်ခါရေးလိုက်မယ်ဟုတ်ပြီ after the start date ဆိုတဲ့ဟာလေးရေးပြီးတော့မှ preview လေးကြည့်ကြမယ်ဟုတ်ပြီဒီမှာဆိုရင် adaptive start date ကိုကျွန်တော်တို့9ရက်နေပေးလိုက်မယ်အဲ့ပြီးလို့ရှိရင်ကျွန်တော် end date ကို1ရက်နေပေးကြည့်လိုက်မယ်မရအောင်ပေါ့နော်သူက end date ကဆိုလို့ရှိရင် start date တဲ့နောက်ကျမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်6ရက်နေပေးကြည့်မယ်ရတယ်9ရက်နေပဲပေးကြည့်မယ်ရတယ်ညီရှင်ညီလို့ရတယ်သူတက်ညီတာညီဒါမှမဟုတ်ရင်သူတက်ကြီးပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးလေးသတ်မှတ်လို့ရပါတယ်ဒါက date တွေကို comparison လုပ်တော့မှ validation rule သတ်မှတ်တာတစ်ခုပေါ့နော်ဟုတ်ပြီကျွန်တော်တို့ day of birth ပေါ့နော် day of birth ဆိုလို့ရှိရင်လည်းကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော် day of birth မှာဆိုလို့ရှိရင်သူဒီ1900ပေါ့နော်1999ရဲ့နောက်ပိုင်း date လေးဖြစ်ရမယ်ဒီနေ့ date တက်ဆိုလို့ရှိရင်ညီရင်ညီမညီရင်ငယ်ရမယ်ဆိုတဲ့ပုံစံလေးရေးကြည့်ကြမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီနေ့ date တက်ညီရင်ညီမညီရင်ငယ်ဆိုတဲ့ဟာလေးကိုရေးဖို့ရတဲ့ draw less than equal today ဆိုတော့ရေးလိုက်ဒါဆိုလို့ရှိရင် today ထက်ငယ်တာတွေကအဲ့ရအများကြီးရှိတယ်ပေါ့နော်ဆိုတော့ today ထက်ငယ်တာတွေတဲကမှကျွန်တော်တို့က date ကဆိုလို့ရှိရင်1999ထက်ရဲ့နောက်မှာမွေးတဲ့ day of birth ကိုပဲကျွန်တော်တို့သိချင်တာမျိုးဆိုလို့ရှိရင်ဘာလဲဆိုရင် draw က greater than equal date ကိုရှင်းမှာဖြစ်တဲ့အတွက်သူဒီ year month date နဲ့ပဲရေးရမှာဖြစ်တဲ့အတွက်1999ထက်01ပေါ့နော်သူနဲ့ဒီ date နဲ့အထက် today ရဲ့အောက်ပေါ့နော်ဟုတ်ပြီဒါလေးကျွန်တော် preview နေလိုက်ကြည့်ကြမယ်ဟုတ်ပြီဒီမှာဆိုရင် day of birth ရှိတယ်ဒီနေ့ရွေးကြည့်လိုက်မယ်ရတယ်ချမ်းနေရွေးကြည့်တယ်မရဘူးဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီဟာလေးကို1994ဆိုတော့မှရေးကြည့်လိုက်အဲ့ဆိုရင်မရဘူးပေါ့နော်အဲ့ဆိုရင်ကျွန်တော်1999ကိုရေးကြည့်လိုက်ဒါဆိုလို့ရှိရင်တော့ရတယ်ဟုတ်ပြီ date တွေကိုဆိုလို့ရှိရင်လည်းဒီလိုမျိုးသတ်မှတ်လို့ရတယ် date တွေကိုသူ့ရဲ့ specific date ကိုရေးချင်တယ်ဆိုလို့ရှိရင် year month day နဲ့ကျွန်တော်တို့ဒီလိုမျိုးလေးရေးလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ unit ID code တွေကျွန်တော်တို့သတ်မှတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကို format လေးနဲ့ချထားလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးသတ်မှတ်ဖို့ရတဲ့ဆိုကျွန်တော်တို့ unit ID မှာဆိုလို့ရှိရင်ဘာတွေပါလို့ရလဲဆိုတာကျွန်တော်တို့အရင်ဆုံးစဉ်းစားရမယ်ပေါ့နော်ဆိုတော့ unit ID မှာဆိုရင်ကျွန်တော်တို့ကကနန်းနေပေါ့နော်ဥပမာထားတော့0 to 9ကနန်းနေသတ်မှတ်လို့ပါလို့ရတယ် A ကနေမှဇက်အကြီး A ကနေမှဇက်အသေးဒါမျိုးတွေပါကွန်ပျူမှာလားမြူဘူးလားနောက်တစ်ခုကစလုံးရဲ့အရှိကဘယ်လောက်ရှိမှလဲပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့ကအရင်ဆုံးစဉ်းစားကြည့်ကြမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်စဉ်းစားမယ်ဆိုလို့ရှိရင်ခုက
ဏန်းလဲပါလို့ရမယ်ကာဟိတာတွေဆိုလို့ရှိရင်လည်းအကြီးလဲရမယ်အသေးလဲရမယ်အရှိရာဆိုလို့ရှိရင်6လုံးပေါ့နော်ထားပြီးတော့ unit code အတွက်ဆိုလို့ရှိရင်6လုံးဆိုတော့တတ်မှတ်မယ်ဆိုပါစို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဟာနဲ့ကိုက်ညီတဲ့ကုတ်ကိုရိုက်ထဲမှာသာလျှင်ဒီဘေကွန်အတွက် FC ကလက်ခံမှာဖြစ်တယ်ဆိုတော့အဲ့ဒါလေးဘယ်လိုရေးကြမလဲကြည့်ကြမယ်ဒီမှာဆိုရင်အဲ့လိုမျိုး format ရေးဖို့ရတဲ့ဆိုရင် IEGH ဆိုတဲ့ဟာလေးတောင်းမယ်အဲ့ဒါမျိုးလို့ရှိရင်ဒီ question ကိုရည်ညွှန်းမှာဖြစ်တဲ့အတွက် .comma ဟုတ်ပြီဒါမျိုးလေးရှိတယ်အဲ့ဒါမျိုးလို့ရှိရင်သူ့ရဲ့ format ပုံစံလေးကျွန်တော်တို့ကရရတော့မယ် format ပုံစံလေးရဆိုလို့ရှိရင် format ပုံစံကိုရဖို့ရတဲ့ဆိုရင်ကျွန်တော်တို့ဒါပဲကုန်းနှစ်ခုကြားမှာထည့်ရမှာဖြစ်တယ်ဟုတ်ပြီဒါပဲကုန်းနှစ်ခုကြားမှာကျွန်တော်စမှတ်ကလေးရဆိုလို့ရှိရင်သူရဲ့ anchor လို့anchor လေးတွေပေါ့နော်စမှတ်ရဆုံးမှတ်ရစမှတ်ကတရားလေးဖြစ်မယ်ဆုံးမှတ်ဆိုလို့ရှိရင်ဒေါ်လာဆိုင်လေးနဲ့ဆုံးရမယ်ဟုတ်ပြီအဲ့ဒီကြားထဲမှာမှကျွန်တော်တို့လိုချင်တဲ့ format လေးထည့်ရမှာဖြစ်တယ်ဆိုတော့ဒါပဲကိုရေးတယ်နောက်တစ်ခုကဒီမှာဆိုရင်ဒီ anchor လေးပေါ့နော်စမှတ်ဆိုလို့ရှိရင်တရားလေးဖြစ်မယ်ဆုံးမှတ်ဆိုရင်ဒေါ်လာဆိုင်လေးဖြစ်မယ်ဟုတ်ပြီအဲ့ကြားထဲမှာကျွန်တော်တို့ပေါင်ခွင့်ပြုခြင်းတဲ့ဟာတွေကဒီမှာဆိုရင်029ခွင့်ပြုမယ်ဟုတ်ပြီအဲ့ဒါအတွက်ဆိုရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်တောင်ခွင့်လေးကြားထဲမှာထည့်တယ်029ခွင့်ပြုတယ်ဟုတ်ပြီအဲ့ပြီးလို့ရှိရင် AG ကနေမှဆက်အကြီးခွင့်ပြုတယ်ဒါဆိုလို့ရှိရင် A2 ဆက်ဟုတ်ပြီနောက်တစ်ခုက A အသေးကနေမှဆက်အသေးလဲခွင့်ပြုတယ်ပေါ့နော်အဲ့ဒါမျိုးလေးရေးလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒါကခွင့်ပြုတာပဲရှိသေးတယ်ကျွန်တော်တို့လိုချင်တဲ့တာလိုက်တာစလုံးအရေအတွက်ကဆိုလို့ရှိရင်ကျွန်တော်ဘယ်နှလုံးလဲပေါ့နော်ဟိုမှာ6လုံးဆို6လုံးပေါ့နော်ဟုတ်ပြီအဲ့ဒါကြလို့ရှိရင်တုံခွင်းလေးထဲမှာဒီမှာ6ဆိုတော့မှကျွန်တော်ထည့်လိုက်မယ်ဟုတ်ပြီဒါပြီးလို့ရှိရင်ခွင်းလေးပိတ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီ unit ID code လေးကိုကျွန်တော်ဖြည့်စမ်းဖြည့်ကြည့်ကြမယ်ပေါ့နော်ဟုတ်ပြီသူဖြည့်လို့ရမှာဆိုလို့ရှိရင်ကျွန်တော်တို့029ပါလို့ရတယ်ဆိုတော့ထားတော့09လဲထားပါတော့ဒါမှမဟုတ်လို့ရှိရင် AG ရပါဖြစ်တဲ့အတွက် AB 01ဟုတ်ပြီဒါမျိုးလေးပေးကြည့်လိုက်ဒါဆိုလက်ခံတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်6လုံးပဲဖြစ်တဲ့အတွက်6လုံးပေးလိုက်တယ်ဟုတ်ပြီကျွန်တော်9လုံးပေးကြည့်လိုက်001ဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်မခံတော့ဘူးဟုတ်ပြီအားမမဟုတ်ကျွန်တော်တို့ကကနန်းတွေရွေးရိုက်ချင်တယ်ဆိုလို့ရှိရင်6လုံးကြီးရိုက်လို့ရတယ်ဟွာသူကဒီလိုရိုက်လို့ရတယ်ဟိုမှာကျွန်တော်တို့စလုံးကြီးတွေရွေး A B C D E F ရိုက်လို့ရတယ်အသေးတွေလည်းရိုက်လို့ရတယ် E C D E F ဟုတ်ပြီဒါကကျွန်တော်တို့ဒီ unit code မှာဆိုလို့ရှိရင်ကနန်းရိုက်လို့ရတယ်စာသားမှာဆိုရင်အကြီးရိုက်လို့ရတယ်အသေးရိုက်လို့ရတယ်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာဆိုရင်စာသားမပါဘူးကျွန်တော်တို့ကစာကနန်းကိုပဲပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာသားလေးကိုကျွန်တော်ဖြတ်ကြည့်လိုက်အဲ့ဒါဆိုကျွန်တော်စာသားရိုက်လို့ရသေးလားဆိုတာကြည့်ကြမယ်ဟုတ်ပြီကျွန်တော်စာသား ABCD ရိုက်ကြည့်လိုက်ဒီမှာဆိုလို့ရှိရင်မရတော့ဘူးအကြီးရိုက်လည်းမရတော့ဘူးရတော့ပေါ့နော်ကျွန်တော်ကနန်းကိုပဲရိုက်ခွင့်ရအောင်ဖြစ်တဲ့အတွက်00001ဟုတ်ပြီဒါဆိုရင်ကနန်းဆိုလို့ရှိရင်ဒီလိုလက်ခံတယ်ဟုတ်ပြီကျွန်တော်တို့ဒီလိုမျိုး format လေးတွေကိုရိုက်စေချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး format လေးတွေလည်းသတ်မှတ်ပြီးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဖုန်းနံပါတ်လေးသွားကြည့်ကြမယ်ဖုန်းနံပါတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်ကဆိုလို့ရှိရင်အနည်းဆုံး6လုံးရှိရမယ်သူဒီကနန်းနေကြည့်တယ်ရိုက်ထည့်ရမယ်ပေါ့နော်ကျွန်တော်တို့စာသားတွေရိုက်ထည့်လို့မရဘူးကနန်း only ပဲရိုက်ထည့်ရမယ်ဟုတ်ပြီအဲ့ဒီတော့ကျွန်တော်ဘယ်လိုရေးမလဲဆိုတော့ IGA ဆိုတဲ့ဟာလေးရေးလိုက်မယ်ဒီ question တော့ပဲကိုစားပြီးမှဖြစ်တဲ့တော့ dot လေးရေးလိုက်မယ် comma ရေးမယ်ကျွန်တော်အဲ့နှစ်ခုဒီ format ကိုကြတော့ကျွန်တော်ပဲကြားထဲမှာရေးအောင်လဲဆိုရင် single ကုန်းနှစ်ခုကြားထဲမှာရေးမယ်အဲ့ပြီးလို့ရှိရင်ကျွန်တော်စမှတ်ကလေးစမှတ်လေးရတာလေးဖြစ်မယ်ဆုံးမလေးရဆိုလို့ရှိရင်ဒေါ်လာဆိုင်လေးဖြစ်မယ်အဲ့ရဲ့ကြားထဲမှာမှကျွန်တော်ရိုက်ထည့်ကမှာကတောင်ခွင်းလေးနဲ့ဒါလဲပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်0 to 90ရိုက်ထည့်မယ်ဟုတ်ပြီ0 to 90တော့ရိုက်ထည့်မှာအမှဆိုလို့ရှိရင်ဖုန်းနံပါတ်မှာဆိုလို့ရှိရင်ကဏ္ဍဘယ်နှလုံးတရှိနိုင်လဲ17လုံးတရှိနိုင်လားပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့17လုံးအနည်းဆုံးဆိုလို့ရှိရင်ဘယ်နှလုံးဖြစ်မလဲ6လုံးဒါအဲ့ဒီတော့အဲ့ဒီအရေးအတွက်ဆိုလို့ရှိရင်ကျွန်တော်တုံခွန်းလေးထဲမှာတတ်မှတ်မယ်အဲ့ဒါဆိုလို့ရှင်6ကနေမှ17ဆိုတော့မှကျွန်တော်တို့ခြေလိုက်လို့ရအဲဆိုလို့ရှိရင်6လုံးနေမှ17လုံးတိရိုက်ထည့်ခွင့်ပြုမယ်ကဏ္ဍအုံးလေးပဲရိုက်ထည့်လို့ရမယ်အဲပြီးလို့ရှိရင်ကျွန်တော်ခွင့်လေးပိတ်လိုက်မယ်ဟုတ်ပြီကျွန်တော် save block တော့မှ preview လေးကြည့်ကြမယ်
ဆိုဖုန်းနံပါတ် ABC ရိုက်ထည့်တယ်မရဘူးဟုတ်ပြီခဏရိုက်ထည့်တယ်အညာကို1 2 3ဟုတ်ပြီရိုက်ထည့်တယ်မရသေးဘူးကျွန်တော်တို့ဒီမှာကလန်း9လုံးပဲရှိသေးတယ်6လုံးဆိုရိုက်ထည့်လို့ရပြီ5ဟုတ်ပြီ6 9 8 9 10ဟုတ်ပြီ10လုံးရတယ်17လုံးမရတော့1 2 3 4 5 6 9 10 11 17လုံးရတယ်ဒီမှာဆိုရင်12လုံးမရတော့ဘူးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဖုန်းနံပါတ်လေးတွေကိုတော့ကျွန်တော်တို့သူ့ရဲ့line တတ်မှတ်ခြင်းနဲ့ဆိုလို့ရှိရင်စလုံးရေးအရေးအတွက်နဲ့ကန်တက်ခြင်းနဲ့ဆိုရင်ဒီတိုင်းလေးကျွန်တော်တို့က validation rule လေးထည့်လို့ရပါတယ်ဟုတ်ပြီဖုန်းနံပါတ်ပြီးပြီကျွန်တော်တို့က unit ID code ဆိုတဲ့နမူနာလေးလဲပြီးဟုတ်ပြီကျွန်တော်ဒီတစ်ခါ household ID ဆိုတဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးတော့မှစမ်းကြည့်ကြမယ် household ID ကိုကျွန်တော်တို့ပေးချင်တာကသူဒီ household ID ဖြစ်တဲ့အတွက် HH dat နဲ့လည်းစရမယ်ကျွန်တော်တို့စောစောလိုမျိုးပဲစာသားတွေပါချင်လားကနန်းတွေပါချင်လားစာသားမှာဆိုရင်အကြီးပဲပါချင်လားအသေးပဲပါချင်လားကျွန်တော်တို့အဲ့လိုမျိုးလေးသတ်မှတ်မယ်ဟုတ်ပြီ setting ကိုသွားမယ် validation criteria ကိုသွားမယ်ဒီမှာဆို manually enter ပဲတန်းသွားမယ်ဟုတ်ပြီ IGA ဆိုပြီးတော့မှကျွန်တော်တို့ရေးလိုက်မယ်ဒီ question လေးဖြစ်တဲ့အတွက် drop comma စင်ကေကုန်းတစ်ခုချာမှာရေးမယ်စာမှတ်အန်ခါလေးတွေထည့်မယ်စာမှတ်နဲ့ဆုံးမှတ်အန်ခါလေးတွေထည့်မယ်ဟုတ်ပြီဂျာထဲမှာကျွန်တော်တို့ညွှန်ချမဲ့ format ကကြလို့ရှိရင်တော့ဝင်လေးနဲ့ပြောမယ်ဟုတ်ပြီကဏ္ဍနေပါလို့ရတယ် A to Z အချင်းပဲရိုက်ခွင့်ပြုမယ်ဟုတ်ပြီအဲ့ရဲ့အားမှာဆိုရင်ကျွန်တော်တို့စကျင်တာက household HH ဆိုတဲ့ HH dat ဆိုတဲ့ဟာလေးနဲ့စကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ HH dat ဆိုတဲ့ဟာလေးကျွန်တော်တို့ဂျာထဲကနေမှာထည့်ပေးနိုင်မယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင် HH dat နဲ့လည်းစမယ်ကဏ္ဍပါမယ်ကာရီတာအကြီးလေးပါမယ်ဒါပေမဲ့ကျွန်တော်ဘယ်နှလုံးလဲဆိုတဲ့ဟာကိုဒီမှာမတတ်မှတ်သေးပေါ့နော်ဆိုတော့ဘယ်နှလုံးလဲတတ်မှတ်ဖို့ရန်တက်ဆိုရင်ကျွန်တော်3လုံးဆိုပြီးတော့မှကျွန်တော်ပေးကြည့်လိုက်ဒီ3လုံးဆိုတဲ့ဟာဒီဘယ်တော့ပဲအကျုံးဝင်မှာလဲဆိုရင်ဒီ household tab ကိုမပါဘဲနဲ့ဒီ 09A to Z ဆိုတဲ့ဟာပဲအကျုံးဝင်မှာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ query page လေးလောက်ပြီးတော့မှကြည့်ကြမယ်အဲဆို also ID ကျွန်တော်တို့ action နဲ့စာမယ်သူက character အကြီးပါလို့ရတာဖြစ်တဲ့အတွက်ကျွန်တော် A01 ပေးကြည့်လိုက်မယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်လက်မခံဘူးလို့ပြောတယ်ဘာလို့လက်မခံပြောလဲအဲ့ဒါလက်မခံနေဘူးကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့်ကြမယ်အကားဆိုရရေးတယ်အဆိုင် HH နဲ့စရမယ်ဓာတ်ဟုတ်ပြီ09က09ပဲဖြစ်နေလို့029ဖြစ်ရမယ့်ဟာကို09ပဲဖြစ်နေတဲ့အတွက်ကျွန်တော်တို့လွှဲနေတာဖြစ်တယ်ကျွန်တော်ပြီးပြန်ကြည့်ကြမယ်ဒီမှာဆိုရင် household ID ဖြစ်တဲ့ HH နဲ့စရမယ် A01 ဟုတ်ပြီဒါဆိုလို့ရှိရင်လက်ခံတယ်အဲ့ဆိုရင်ကျွန်တော်3လုံးပဲဟာကို4လုံးရိုက်ကြည့်လိုက်ဒါဆိုလို့ရှိရင်လက်မခံတော့ဘူးဒီမှာဆိုရင် ASD ထားတော့စလုံးကြီးပဲပေးလို့ရတယ် ASD စလုံးသေးပေးလို့မရဘူးကဏ္ဍပေးလို့ရတာခွင့်ပြုထားဖြစ်တဲ့အတွက်01ဒီမှာပေးလို့ရဟုတ်ပြီဒါမျိုး ID တွေကျွန်တော်တို့ validation rule အနေနဲ့သတ်မှတ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးသတ်မှတ်လို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုอ่ะဆိုလို့ရှိရင်ကျွန်တော်တို့ multiple select တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အဖြေကို3ခုပဲရွေးစေခြင်းနဲ့ကျွန်တော်တို့3ခုနဲ့3ခုရအောင်ကိုပဲရွေးစေခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒါလေးကိုလည်း validation rule သတ်မှတ်လို့ရပါတယ်အဲ့ဒီအတွက်ဆိုရင်ဒီမှာ water source ပေါ့နော်အဓိက water source 3ခုကိုပဲ3ခုနဲ့3ခုရအောင်ကိုပဲပြောပြပေးပါဆိုတဲ့ဟာမျိုးလေးကျွန်တော်တို့ validation rule ရေးကြည့်ကြမယ်ဟုတ်ပြီ setting ကိုသွားမယ် validation criteria သွားမယ်မှာဆို manually enter ကိုသွားမယ်ဒီမှာဆိုရင်3ခုနဲ့3ခုရဲ့အောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့က less than equal 3ဟုတ်ပြီ3ခုနဲ့3ခုရောကဘာလဲဆိုရင်ဒီဟာရဲ့ရွေးချယ်တာပေါ့နော်ရွေးချယ်လိုက်တာ3ခုနဲ့3ခုရဲ့အောက်ပဲဖြစ်မှာဖြစ်တဲ့အတွက်ဒါလေးကိုဘယ်လိုမျိုးလေးရေးလို့ရလဲဆိုရင် count CMECTD count selected ဟုတ်ပြီဒီဟာကိုရေးတော့မှဒီ count selected ကကျွန်တော်ရွေးချယ်လိုက်တဲ့ဟာကိုရေးတော့ဟာဒီ less than
equal 3ဆိုတဲ့ဟာလေးကျွန်တော်တို့ရေးလိုက်တယ်ရေးလိုက်တော့ကျွန်တော် preview လေးတစ်ချက်ကြည့်ကြမယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ရွေးတစ်ခုရွေးတယ်နှစ်ခုရွေးတယ်ရတယ်သုံးခုရွေးတယ်ရတယ်ဒီမှာဆိုရင်လေးခုရွေးတယ်မရတော့ဘူးဒီမှာဆိုသုံးခုနဲ့သုံးခုရဲ့ out ဖြစ်တဲ့အတွက်ကျွန်တော်တို့သုံးခုထိရွေးလို့ရတယ်လေးခုရွေးလို့မရဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကသုံးခုပဲရွေးရမယ်သုံးခုအတိကျရွေးရမယ်ဆိုလို့ရှိရင်ကျွန်တော် less than လေးဖြတ်လိုက်တော့မှ equal နဲ့ရေးကြည့်လိုက်မယ် preview ပြန်ကြည့်မယ်ဟုတ်ပြီဒီမှာဆို open well ထားပါတော့ဒါဆိုလို့ရှိရင်နှစ်ခုလည်းရွေးလို့မရအောင်တစ်ခုလည်းရွေးလို့မရအောင်သုံးခုရွေးကိုရွေးရမယ်ဆိုတဲ့ဟာမျိုးလေးကျွန်တော်ဒီလိုမျိုး validation rule သတ်မှတ်လို့ရပါတယ်ဒါက count selected ဆိုပြီးတော့မှရွေးတာပေါ့နော် multiple select တွေအတွက်နောက်ထပ်တစ်ခုကဆိုလို့ရှိရင်ဒီရာဒီမှာဆိုလို့ရှိရင်ဗာတီးနိုင်နေချိန်သိမ်းခဲ့ရလဲပေါ့နော်ဒီမေးခွန်းလေးရှိတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်စပါးတို့ဘာညာရှိတယ်ပေါ့ဗျာဘာညာရှိတဲ့တဲမှာကျွန်တော်နန်းလို့ရွေးပြီးဆိုတာနဲ့တခြားဟာတွေရွေးလို့မရနန်းတစ်ခုတည်းရွေးခြင်းရွေးလို့ရတယ်တခြားဟာတွေနန်းမရွေးပါပဲနဲ့တခြားဟာတွေကြိုက်တဲ့လောက်ရွေးလို့ရတယ်ဒါပေမဲ့နန်းလို့ရွေးပြီးဆိုတာနဲ့ကျွန်တော်တို့တခြားဟာတွေကိုရွေးချက်လို့မရဘူးပေါ့နော်နန်းနဲ့တခြား option တွေနဲ့တွဲလို့မရဘူးဆိုတဲ့ဟာလေးကိုကျွန်တော်တို့ရေးကြည့်ကြမယ်ပေါ့နော် setting ကိုသွားမယ် validation criteria သွားမယ်ဒီမှာဆို manually enter ဟုတ်ပြီ selected ပေါ့နော်ဘာလဲဆိုရင်ဒီ question ကိုရေးတာဒီနန်းဆိုတဲ့ဟာဒါလေးကဘယ်လိုပြထားလဲဆိုတော့ဒီမှာနန်းလို့ပဲပြထားတဲ့အတွက်ကျွန်တော်နန်းလို့ရေးလိုက်တာဖြစ်တယ်ဟုတ်ပြီ selected ကဆိုလို့ရှိရင်ကျွန်တော်နန်းဒါဆိုလို့ရှိရင်နန်းတစ်ခုကိုပဲရွေးခွင့်ရမယ်ဆိုတဲ့ဟာမျိုးကျွန်တော်နမူနာကြည့်ရမယ်ဟုတ်ပြီနန်းကိုရွေးရတယ်ဒီမှာဆိုရင်တခြားရွေးရဆိုရင်မရဘူးကျွန်တော်တို့နန်းရွေးရဆိုလို့ရှိရင်တော့နန်းပါအောင်ရွေးရဆိုလို့ရှိရင်တော့ရတယ် selected နန်းပေါ့နော်နန်းကိုမရွေးဘဲနဲ့တခြားရွေးရဆိုလို့ရှိရင်မရဟုတ်ပြီဒါနန်းကိုနန်းကိုရွေးရဆိုလို့ရှိရင်ရဟုတ်ပြီနန်းကိုလည်းရွေးရမယ်နောက်တစ်ခုကကြာလို့ရှိရင်ဒီ count selected ကပေါ့နော်ရှင် count selected ဒီအောင်ကောက်လာဆိုလို့ရှိရင် greater than 1ပေါ့နော်ဟုတ်ပြီနန်းကိုရွေးတယ် count selected ကလည်း greater than 1ဖြစ်တယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာလေးရေးလိုက်ဒီလိုမျိုးမဖြစ်ရဘူးဆိုတဲ့ဟာမျိုးရေးချင်တာဖြစ်တဲ့အတွက် not ကိုရှေ့ကနေမှအောက်လိုက်တယ်နန်းကိုရွေးတယ် count selected ကလည်း greater than 1ဖြစ်တယ်ဆိုတဲ့ဟာကိုဖြစ်လို့မရဘူးဆိုတဲ့ဟာမျိုးကျွန်တော်တို့ကရေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ကြည့်ကြမယ်ဟုတ်ပြီဒီမှာနန်းရွေးတယ်ရတယ်ဒီမှာဆိုလို့ရှိရင်နန်းကိုလည်းရွေးထားတယ် count selected ကလည်း greater than 1ဖြစ်လို့မရဘူးပေါ့နော်ဒီမှာနန်းတစ်ခုရဆိုရင်တော့သူက greater than 1မဟုတ်ဘူးပေါ့နော်ဒါဒီ1တစ်ခုပဲသူရဲ့ count selected က1ပဲဖြစ်တယ် greater than 1ဖြစ်တယ်ဆိုလို့ရှိရင်နန်းကိုလည်းရွေးထားတယ် greater than 1လည်းဖြစ်နေတယ်ဆိုလို့ရှိရင်ဒီမှာရွေးလို့မရဟုတ်ပြီနန်းကိုမရွေးဘူး greater than 1ဖြစ်တယ်ရတယ်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တို့ကဒီလိုမျိုးလေးရေးလို့ရတယ်ပေါ့နော် selected ကနန်းရဲ့ count selected က greater than 1မဖြစ်ရဘူးဆိုတဲ့ဟာမျိုးကျွန်တော်တို့ဒီမှာဒီလိုလေးရေးလိုက်လို့ရတယ်ဟုတ်ပြီနောက်တစ်ခုอ่ะဆိုလို့ရှိရင်ဒီ clinic ကိုပေါ့နော်အသုံးပြုရတဲ့ reason ပေါ့နော်အကြောင်း၃ခုကိုရွေးပေးပါပေါ့နော်အဲ့မှာဆိုရင်အိမ်နဲ့နီးလို့ဒါမှမဟုတ်ရှင် low cost ဖြစ်လို့ service quality တွေကကောင်းလို့ဒီဝန်ထမ်းတွေကပေါ်ရွေလို့ပေါ့နော်ဆေးတွေရနိုင်လို့ဒါမှမဟုတ်ရှင်နန်းပေါ့နော်ဟုတ်ပြီဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့၃ခုထိရွေးလို့ရတယ်ဆိုတဲ့ဟာလေးကိုဘယ်လိုရေးမှာလဲဆိုရင်ဟုတ်ပြီဒီတွေရေးလို့ရတယ်ဆိုတော့စောစောလိုမျိုးပဲ preview လေးကြည့်ကြမယ်ဒီမှာဆိုရင်3ခုနဲ့3ခုရအောင်ရွေးလို့ရတယ်4ခုဆိုရင်ရွေးလို့မရသေးဟုတ်ပြီအဲ့လိုမျိုးလည်းဖြစ်တယ်နောက်တစ်ခုပါဆိုလို့ရှိရင်နန်းနဲ့တခြားဟာနဲ့လည်းတွဲရွေးလို့မရအောင်ကျွန်တော်တို့ဒါမျိုးရေးချင်တာဆိုတော့စောစောအတိုင်းလေးပဲကျွန်တော်တို့ရန်ဒီမှာ and အားဖြရမယ်ဘာလဲဆိုလို့ရှိရင်နန်းကိုရွေးလို့ရတယ် and count selected ကဆိုလို့ရှိရင် equal
1ဟုတ်ပြီနန်းကိုရွေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က conslet က1ပဲဖြစ်ရမယ်ပြောရမယ်ဆိုလို့ရှိရင်နန်းဆိုလို့ရှိရင်သူ့ရဲ့တီးတဲ့တစ်ခုတည်းပဲရွေးခွင့်ရမယ်နန်းလိုရွေးလိုက်တာနဲ့ကျွန်တော်တို့ကသူရွေးခွင့်ရမှာဒီတစ်ခုပဲဖြစ်ရမယ်ဆိုတဲ့ဟာမျိုးလေးကျွန်တော်ရေးကြည့်တော့မှကျွန်တော် preview လေးကြည့်ကြမယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဟာလေဒီမှာနန်းတစ်ခုတည်းရွေးတယ်ဆိုလို့ရှိရင်တော့သူကရတယ်ဒါပေမဲ့တခြားဟာတွေရွေးလိုက်လို့မရသေးဘူးဘာလို့လဲဆိုလို့ရှိရင် conslet ကသူက more than 1ဖြစ်နေတာဖြစ်တဲ့အတွက် none နဲ့ 1နဲ့ဆိုလို့ရှိရင်တော့ကြိုက်တယ်ဒါပေမဲ့ကျန်တာတွေနဲ့ဆိုရင်မကြိုက်သေးဘူးဟုတ်ပြီအဲ့ဒါကြာကျွန်တော်တို့ထပ်ပြင်ရအောင်မယ်ဒီမှာဆို conslet less than 3ကလည်းကြိုက်တယ်ဒီမှာဆို none နဲ့ none ကိုရွေးပြီးဆိုတာနဲ့conslet က1ပဲဖြစ်ရမယ်ဆိုတော့လည်းကြိုက်ပြီဒါပေမဲ့ကျွန်တော်တို့က none ကိုနဲ့တခြားဟာနဲ့မတွဲခြင်းဘူးဆိုတဲ့ဟာလေးကကြံနေသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင် none ကိုမယူရဘူးဆိုတော့ not selected top နားပါနော်ဟုတ်ပြီဒီနှစ်ခုချားမှာကျတော့ကျွန်တော်အော်လေးကိုခံပေးလိုက်မယ်ဟုတ်ပြီဒီမှာနန်းကိုမရွေးရအောင်နန်းကိုမရွေးတာဟုတ်ချင်ဟုတ်မယ်ဒါမှမဟုတ်ရှင်နန်းကိုရွေးရဲဆိုတာနဲ့ selected ဒီ1ပဲဖြစ်ရမယ်ဆိုတော့ဟာလေးရေးလိုက်တာပေါ့နော်ပြောမယ်ဆိုရင်ပထမတစ်ခုကတော့ conslet ကျွန်တော်တို့3ခုနဲ့3ခုရဲ့ out reason ကိုရေးလို့ရတယ်ဒါတစ်ပိုင်းဟုတ်ပြီနောက်တစ်ခုကじゃနန်းကိုရွေးမယ်ဆိုလို့ရှိရင်เนาะဒီဟာရဲ့ selected ကဆိုလို့ရှိရင်1ပဲဖြစ်ရမယ်ဆိုတဲ့ဟာကတစ်ပိုင်းရေးတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်နန်းတစ်ခုပဲယူလို့ရတယ်ကျန်တာတွေယူလို့မရသေးဆိုတော့ကျန်တာတွေယူလို့ရအောင်အတွက်ဆိုလို့ရှိရင် not selected none ဆိုတဲ့ဟာလေးပေါ့နော်selected none မဖြစ်ရဘူးပေါ့နော်ဒီ none ကိုရွေးတဲ့ဟာမဖြစ်ရဘူးဆိုတဲ့ဟာလေးကိုရှေ့ကနေ not လေးနဲ့အုပ်လိုက်တော့ကြတော့ none ကိုရွေးလို့မရအောင်မရွေးရအောင်ဆိုတဲ့ဟာလေးပြောလိုက်တယ်ပြောလိုက်တယ်ဆိုတော့ကျွန်တော်တို့က option ကတော့3ခုတော့ရှိတယ်အုပ်စုကကြတော့2အုပ်စုပေါ့နော်ဒီမှာဆိုလို့ရှိရင်ရှေ့ကအုပ်စုက selected ကဆိုလို့ရှိရင် less than equal 3ဆိုတဲ့ဟာအုပ်စုဒီနောက်မှာကြာလို့ရှိရင်အုပ်စုတစ်ခုရှိတယ်အဲ့ဒါကကြတော့ none ကိုမရွေးရဘူးဆိုတဲ့အုပ်စုရဲ့အဲ့ဒီ none ကိုရွေးခြင်းတယ်ဆိုလို့ရှိရင်တော့ conslet ကဆိုရင်1ပဲဖြစ်ရမယ်ဆိုတဲ့အုပ်စုရဲ့ဆိုတော့မှနှစ်ခုရှိတယ်နောက်က အုပ်စုနှစ်ခုကိုနောက်ထပ်အုပ်စုတစ်ခုရဲ့မှာထည့်ပေးလိုက်တယ်ဆိုတော့စုစုပေါင်း overall ကြည့်တယ်ဆိုရင်အုပ်စုက2စုနောက်က အုပ်စုထဲမှာဆိုရင်နောက်ထပ်အုပ်စုငယ်လေး2ခုထပ်ဟုတ်ပြီဒါလေးကိုရေးပြီးတော့မှကျွန်တော်တို့ save လုပ်လိုက်မယ် preview ကြည့်ကြမရသေးဘူး okay ဒီမှာဆိုလို့ရှိရင်လွယ်နေသေးတယ်ကျွန်တော်ပြန်ကြည့်ကြမယ်ဒီမှာဆို conslet ကမှန်တယ် selected ဒီမှာ comma မပါအောင်ဖြစ်နေတယ်ဟုတ်ပြီ save လုပ်မှပြန်ကြည့်ကြမယ်မရသေးဘူးဒီမှာမှားနေတော့မယ်တခုမှကိုရွေးလို့မရအောင်ဖြစ်နေတယ်ဆိုတော့ conslet ကမှန်တယ်ဒီမှာဆိုလို့ရှိရင် not ရဲ့နောက်မှာအုပ်ထားတာမှာလေးဖြစ်နေတာဟုတ်ပြီဒီမှာဆိုရင်ဒီခွင်းစားကဆိုရင် selected အတွက်ပဲရှိတယ်ကျွန်တော် not အတွက်ဆိုလို့ရှိရင်ဒီဟာလေးအုပ်ရအောင်မယ်ဒီဟာ group တစ်ခုလုံးအတွက်ဆိုရင်နောက်ဆုံးမိတ်မှာရှိတယ်ဟုတ်ပြီဒါလေးကိုကျွန်တော် save လုပ်တော့ထပ်ကြည့်ကြမယ်ဒီမှာဆိုရင် close to အောင်ယူလို့ရတယ်ဒီမှာ၄ခုယူလို့မရအောင်ဒီမှာဆိုရင် none ရွေးလို့မရဘူးပေါ့နော်ဒီမှာ3ခုဖြစ်နေရင်တော့မှ none ကိုရွေးလို့မရအောင် none ကိုရွေးချင်တယ်ဆိုရင် none တစ်ခုတည်းဆိုလို့ရှိရင်တော့ရတယ်ကျွန်တော်တို့ကဒါမျိုးလေးရွေးလို့ရတယ်ဒီမှာဆိုရင်none နဲ့ဆိုပါတွဲလို့မရဘူး3ခုထိရွေးလို့ရတယ်4ခုရွေးလို့မရအောင်ဟုတ်ပြီကျွန်တော်တို့ဒါမျိုးလေးသတ်မှတ်ချင်တယ်ဆိုလို့ရှိရင်လည်းသတ်မှတ်လို့ရတယ်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်နောက်ထပ်ကြည့်ကြမယ်ဆိုရင်ဒီ priority ပေါ့နော် priority need တွေပေါ့နော် priority need တွေရှိတယ်ပေါ့နော် first priority second priority third priority ဆိုပြီးတော့မှရှိတယ်အဲ priority need ရဆိုရင် water တို့ health တို့ education food shelter စသဖြင့်ပေါ့နော်ဒီလိုမျိုးလေးတွေရှိတယ် second priority ဆိုလည်းအတူတူပဲဟုတ်ပြီအဲ့တော့ first priority တော့ရှင်းတယ်သူက first priority ရွေးပြီး first priority ရွေးပြီးတာနဲ့ second priority မှာဆိုလို့ရှိရင်တော့သူဒီ first priority နဲ့မညီရဘူးပေါ့နော်ညီလို့ရှိရင်ရွေးလို့မရဟုတ်ပြီအဲ့တော့ကျွန်တော်အဲ့ဒါလေးကိုဘယ်လိုရေးလို့ရလဲဆိုရင် relation rule သွားမယ်အနာကိုသွားမယ်ဟုတ်ပြီ draw ကဆိုလို့ရှိရင် not equal ဖြစ်တဲ့အတွက်ဒီလိုမျိုးလေးရေးလိုက်မယ်ဟုတ်ပြီ not equal ဘာနဲ့မညီရဘူးလဲဆိုရင်
ဒီမှာ first priority ရဲ့ data column နဲ့လေးကပါလေးပေးထားတယ် P1 ဆိုတော့ပေးထားတယ်ဆိုတော့ကျွန်တော်တို့က P1 နဲ့မညီရဘူးကျွန်တော်တို့နောက်ထပ် third priority လေးလည်းကျွန်တော်တို့ထပ်ပြီးတော့မှရေးကြည့်ကြမယ် third priority ဆိုလို့ရှိရင်ကြတော့သူက first နဲ့လည်းမညီရဘူး scan နဲ့လည်းမညီရဘူးဆိုတဲ့ဟာမျိုးလေးရေးရမှာဖြစ်တယ်အဲ့တော့ဆိုလို့ရှိရင်ဟုတ်ပြီ B1 နဲ့လည်းမညီရဘူး B2 နဲ့လည်းမညီရဘူးပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဒါလေးကိုကျွန်တော် preview အနေနဲ့ကြည့်ကြည့်ရမယ်ဒီမှာဆိုလို့ရှိရင်လည်းဟုတ်ပြီဒီမှာဆိုရင်ကျွန်တော် water ဆိုပြီးတော့ first priority ယူလိုက်တယ် scan မှာ water ယူတယ်ဆိုလို့ရှိရင်မရအောင် channel ဟာယူတယ်ဆိုလို့ရှိရင်ရတယ်ဟုတ်ပြီ water နဲ့ head နဲ့ဆိုပြီးတော့ယူလိုက်တယ်ကျွန်တော်တို့ third priority မှာဆို water ကိုယူလို့မရအောင် head ကိုလည်းယူလို့မရအောင် education ယူလို့ရတယ်ဖူရေးလို့ရတယ် shatter ရေးလို့ရတယ်ဒါမျိုးလေးကျွန်တော်တို့ကဒီ slot 1 question တွေအတွက်ဆိုလို့ရှိရင်ဒီလိုမျိုးလေးလည်းရေးလို့ရတယ်ပေါ့နော်နောက်ထပ်တစ်ခုကျွန်တော်ဆက်ကြည့်ကြမယ်ပေါ့နော်ဒီမှာဆိုရင်slot 1 question လည်းရှိတယ် slot 1 question ရဆိုရင် implementation plan ပေါ့နော်ထားပါတော့ဒီ priority တွေပေါ်မူတည်ပြီးတော့မှ implementation plan ရဲ့ A ရဲ့ B ရဲ့ပဲရှိတယ်ဆိုပါစို့ဒီမှာ A ဆိုရင်1လို့ပေးထားတယ် B ဆိုရင်2လို့ပေးထားတယ် A B လေးရှိတယ် plan A လို့ရွေးတာနဲ့ဒီရဲ့ budget request ကဆိုလို့ရှိရင်$1000ရဲ့အောက်ပေါ့နော်$1000ရဲ့နဲ့$1000ရဲ့အောက်ကိုရွေးချယ်ခွင့်ရမယ်budget request လုပ်ခွင့်ရမယ်တကယ်လို့ plan B ကိုရွေးတယ်ဆိုလို့ရှိရင်တော့$500နဲ့$500ရဲ့အောက်ကိုကျွန်တော်တို့ရွေးချယ်ခွင့်ပေးမယ်ဆိုတဲ့ conditional validation လေးကျွန်တော်တို့ထည့်ကြည့်ကြမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ budget request ကိုကျွန်တော်တို့က validation လာရေးမယ် validation criteria ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော် manually enter မှာဘာလေးရေးမှာလဲဆိုလို့ရှိရင် if ဆိုတဲ့ဟာလေးရေးမယ်တကယ်လို့ဒီမှာဆို implementation plan ကိုကျွန်တော် data column name လေးက main plan ဆိုတော့မှပေးထားတယ်အဲ့တော့$sign main plan မှာဆိုလို့ရှိရင် equal ဘာလဲဆိုလို့ရှိရင်1ပေါ့နော် plan A ဆိုရင်1လို့ပေးထားဖြစ်တဲ့အတွက်1ဆိုလို့ရှိရင်ဘယ်လောက် request လုပ်လို့ရလဲဆိုရင် less than equal 1000အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်တော့900ပေါ့နော် less than equal 900ဟုတ်ပြီဒီလိုမျိုးလေးကျွန်တော်ရေးကြည့်လိုက်မယ်ရေးကြည့်တော့မှဒါလေးကတော့နမူနာနဲ့ဒါလေးပဲထည့်လိုက်မယ်ဟုတ်ပြီကျွန်တော် save လုပ်ပြီးတော့မှ preview ကြည့်ကြမယ်ဟုတ်ပြီကျွန်တော် plan A ကိုရေးရဆိုရင်$1000ပေါ့နော်ရိုက်ထည့်ကြည့်လိုက်မယ်$1000 sorry ဟုတ်ပြီဘာလို့လိုနေလဲဆိုရင်ကျွန်တော်တို့ကဘယ်ဟာကိုပြောချင်တာလဲဆိုတော့ကျွန်တော် question ကိုစားပြုတဲ့ဟာလည်းမပါသေးဖြစ်နေတာဟုတ်ပြီဒီမှာဆိုရင် main plan က1နဲ့ညီတယ်ဆိုရင်ဒီ question ဒီ drop question ဆိုလို့ရှိရင် less than equal 1000ပေါ့နော်ဟုတ်ပြီလုံးဝမဟုတ်ရင်ဒီ question ဆိုရင် less than equal 500ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ preview မှာတွားကြည့်ကြမယ်ဟုတ်ပြီ A ကိုရွေးတယ်ကျွန်တော်တို့ဒီမှာ1000ရိုက်ထည့်ကြည့်မယ်ရတယ်1100ရိုက်ထည့်ကြည့်မယ်မရဘူးပေါ့နော်ဟုတ်ပြီကျွန်တော် B ကိုရွေးတယ်1000ရိုက်ထည့်ကြည့်မယ်မရဘူး800ရိုက်ထည့်ကြည့်မယ်မရဘူးဒီမှာ900ရိုက်ထည့်ကြည့်မယ်ရတယ်ဟုတ်ပြီဒီလိုမျိုးလေးတွေကျွန်တော်တို့က conditional validation လေးကိုလည်းကျွန်တော်တို့ထည့်လို့ရပါတယ်ဟုတ်ပြီဆိုတော့ပြန်ပြီးတော့မှချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ number တွေကိုလည်းကျွန်တော်တို့ validation လုပ်လို့ရတယ် test တွေကိုလည်း validation လုပ်လို့ရတယ် ID တို့ဖုန်းနံပါတ်တို့လိုမျိုး question တွေကိုလည်းကျွန်တော် format တွေနဲ့ကျွန်တော် validation လုပ်လို့ရတယ် multiple question တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်3ခုပဲရွေးသေးခြင်းနဲ့ဆိုလို့ရှိရင်3ခုဘာမှမလို့ရှိရင်3ခုနဲ့3ခုရဲ့အောက်ကိုပဲရွေးသေးခြင်းနဲ့ဆိုလို့ရှိရင် consolidated နဲ့ less than 3 ဒါမျိုးရေးလို့ရတယ်ကျွန်တော်ဒီ priority တွေပေါ့နော်အပေါ်နဲ့အောက်နဲ့ဆက်ဆက်နေတဲ့ question တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ third priority ဆိုလို့ရှိရင် first priority နဲ့မညီရဘူး third priority ဆိုလို့ရှိရင် first priority နဲ့ second priority မှာရွေးတဲ့
အဖြေတွေကိုရွေးလို့မရဘူးဆိုတဲ့ဟာလေးတွေကိုလည်းသတ်မှတ်လို့ရတယ်ကျွန်တော် okay နောက်တစ်ခုကဆိုလို့ရှိရင်ကျွန်တော်တို့ date တွေကိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ validation လုပ်လို့ရတယ်ဆိုတဲ့ဟာလေးတွေကိုပြောပြပေးတော့တာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်